ရှေးဥစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့ကျွန်တော်တို့အသက်တာတော့ဘုရားသခင်ပို့ဆောင်ပေးခဲ့တဲ့ကျေးဇူးတော်သူတစ်ပြင်းဒီနေ့ပထမအဆုံးဒီနေ့အသင်းတော်ကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်တော့ကျွန်တော်တို့ကိုအမြဲတမ်းခေါ်ဖိတ်တယ်တို့လည်းမကဒီနေ့ကျွန်တော်တို့ဗမော်မိသားစုကိုလည်းတော့အသင်းတော်ဘာတေဦးဆရာမစာ၍အသင်းတော်တင်းသူမိသားစုတွေတော့ပါဝင်ကူညီတော့မာစာချင်းအမှုနဲ့အတူဒီအသင်းတော်ရဲ့အပေကံပါဝင်ခြင်းအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ကြောင်းဗနာမရှေးဥစွာပြောလိုပါတယ်ဆိုတော့ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းနေဒီကနေ့ရမြတ်40မှာဝတ်ပြုကိုးကွယ်ခြင်းမှာကျွန်တော်တို့တာဝန်ရရှိတဲ့အခါမှာတော့ကျွန်တော်မေးကြည့်တယ်ဆရာအဓိကအချက်ရှိသလားလို့မေးတဲ့အခါမှာမရှိဘူးတဲ့တခြားအသင်းတော်တွေမှာကျွန်တော်တို့ပါဝင်တဲ့အခါမှာလည်းသူတို့အကြောင်းအရာနဲ့သူတို့ရှိတဲ့အတွက်တော့မေးကြည့်ပါလေဒါပေမဲ့ဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ဒီညနေမှာနှုတ်ကပတ်တော်အဖြစ်ပြန်ပြီးတော့ခွန်အားယူဖို့အထူးသဖြင့်တော့ဒီနေ့ကျွန်တော်တို့ရဲ့ဖခင်ခုနကအိဖက်ခန်းကြီးနှစ်အပိုင်ငယ်ခုနှစ်ကနေ30မှာဒီနေ့ကျွန်တော်တို့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ရရှိတဲ့ကယ်တင်ခြင်းဆိုတော့ဒီနေ့သခင်ခရစ်တော်ဘုရားအသေးခံခြင်းပြန်ပြီးတော့ရှင်ပြန်ထမြောက်ခြင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာဒီနေ့ထိုသခင်ကကျွန်တော်တို့အတွက်များစွာသောကြီးသောအမှုကိုဒီနေ့ကျွန်တော်တို့အတွက်ပြုဖို့အကြောင်းဖြစ်တယ်။ဆိုတော့ဒီနေ့ရမြတ်40ဒီနေ့အဖြစ်ခရစ်တော်အသေးခံခြင်းရှင်ပြန်ထမြောက်ခြင်းကိုဒီနေ့ကျွန်တော်တို့အသက်တာပြင်ဆင်ခြင်းအဖြစ်ဒီနေ့ကျွန်တော်တို့အတူတူကဆက်ကပ်ကြတဲ့အချိန်ဖြစ်တယ်။ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာအတွက်ပြင်ဆင်အချိန်ယူတဲ့အချိန်ဖြစ်တယ်။ဒါကြောင့်သခင်လှုပ်ပြီးတဲ့အမှုကိုဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ဆင်ခြင်ရင်းနဲ့ဒီနေ့ကျွန်တော်ဘသူအကြောင်းအဖြစ်ကျွန်တော်တို့အတူတူကခွန်အားယူမလဲဆိုတော့ကျမ်းစာတွေကယောနသန်ရဲ့သားဖြစ်တဲ့မေဖိဘောရှက်ရဲ့အသက်တာအဖြစ်ကျွန်တော်တို့ပြန်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါလေဆိုတော့မေဖိဘောရှက်ဆိုတာကျွန်တော်တို့အားလုံးသိပါတယ်ရှင်ဘုရင်ရှောလုရဲ့မြေရှင်ဘုရင်ရှောလုသားဖြစ်တဲ့ယောနသန်ရဲ့သားမေဖိဘောရှက်အကြောင်းအရာလေးဖြစ်ပါဆိုတော့မေဖိဘောရှက်ကနေကျွန်တော်တို့ဘာကိုခွန်အားယူရတယ်လဲဆိုတော့နံပါတ်1တစ်ချက်ပါဆိုတော့ဖခင်ရဲ့ချီးမြှောက်ခြင်းတနည်းအားဖြင့်ဖခင်ရဲ့ဂရုဏာဖခင်ရဲ့တနာခြင်းကိုမေဖိဘောရှက်ခံစားရတယ်ဆိုတဲ့အကြောင်းဆိုတော့မေဖိဘောရှက်ရဲ့အကြောင်းကိုကျွန်တော်ပြန်ကြည့်တဲ့အခါမှာသူတို့မိသားစုရဲ့အမှုရာတိုင်းပြည်ရဲ့အခြေအနေကြောင့်နန်းတွင်းအခြေအနေကြောင့်ရှင်ဘုရင်ရှောလုလည်းတည်သွားတယ်ယောနသန်လည်းတည်သွားခဲ့ဆိုတော့အဲ့ဒီနန်းတွင်းအရှုပ်အရှင်းတွေကြောင့်အဲ့ဒီမှာရှိနေတဲ့ခုနကမေဖိဘောရှက်ကသူအဲ့ဒီချိန်မှာအသက်9နှစ်ပဲရှိပါသေးတယ်အသက်9နှစ်ပဲရှိတဲ့အချိန်မှာနန်းတွင်းအမှုရာတွေကြောင့်အရှုပ်အရှင်းတွေကြောင့်မေဖိဘောရှက်ကိုထိန်းတဲ့အထိန်းတော်ကသူ့ကိုခြိပိုက်ပြီးတော့ထွက်ပြေးရတယ်နော်ဆိုတော့ထွက်ပြေးတဲ့အခါမှာလမ်းမှာမေဖိဘောရှက်ကပြုတ်ကျသွားတဲ့အခါမှာသူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးဟာဆွန့်အားသွားတယ်နော်တနည်းအားဖြင့်ဘာမှလုပ်လို့မရတော့နော်လမ်းမလျှောက်နိုင်တော့ဘူးမသွားနိုင်တော့ဘူးသူဘာမှသူ့ကိုယ်သူလည်းအရန်အားငယ်သွားတယ်စိတ်ပြတ်သွားဆိုတော့အဲ့ဒီခါမှာမေဖိဘောရှက်ကသူဘယ်မှာသွားနေလဲဆိုတော့လောဒေဖာရွာမှာသွားနေတယ်အမေလာသားမာခိယရဲ့အိမ်အဲ့ဒီမှာသူသွားနေတယ်ဆိုတော့သူအဲ့ဒီမှာသွားနေတဲ့အခါမှာလောဒေဖာရဲ့တောရွာလေးတေးလေးမှာသူ့ရဲ့ဘဝဇမ်းမြုပ်ပြီးတော့သူနေပါတယ်ဆိုတော့သူ့ရဲ့အဖိုးလည်းမရှိတော့ဘူးအဖေလည်းမရှိတော့ဘူးသူ့ရဲ့နန်းတွင်အရှုပ်ရှင်းနေကြောင်းသူဟာထွက်ပြေးပုန်းဆောင်ရင်းနဲ့သူ့ရဲ့ခြေထောက်နှစ်ဖက်ကလည်းလုံးဝသုံးလို့မရတော့တဲ့အခါမှာသူ့ရဲ့ဘဝမထူးတော့ဘူးဘာမှလည်းဖြစ်လာတော့မှာမဟုတ်ဘူးဆိုပြီးတော့သူဟာဒီလောဒီဖာရွာမှာသွားပြီးတော့ဘဝကြီးကိုဇမ်းမြုပ်လိုက်ဆိုတော့အဲ့ဒီချိန်မှာဒါဝိဒ်ကရှင်ဘုရင်ဖြစ်လာတဲ့အချိန်မှာရှင်ဘုရင်ဒါဝိဒ်ဆိုတော့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ယောနသန်နဲ့တစ်ချိန်လုံးကအယမ်းချစ်ကြတဲ့တငယ်ချင်းတွေသစ္စာဂတိပြုထားတဲ့အရာတွေရှိခဲ့ဆိုတော့သူဘုရင်ဖြစ်လာတဲ့အခါမှာယောနသန်ရဲ့အမျိုးဘယ်သူရှိသလဲသူလိုက်ရှာယောနသန်အမျိုးဘယ်သူရှိလဲလိုက်စုံစမ်းရင်းနဲ့
နောက်ဆုံးဒီလောဒီဖာရွာမှာနော်ဒီရွာငယ်လေးတိတိလေးမှာမိဖိဘောရှက်နော်ယောနသန်ရဲ့သားမိဖိဘောရှက်အဲ့ဒီမှာရှိတယ်ဆိုတာကိုသိတဲ့အခါမှာဒါဝိမင်းကြီးကသူ့ရဲ့လူတွေကိုစေလို့ပြီးတော့နော်မိဖိဘောရှက်ကိုခေါ်လာတယ်ဆိုတော့အဲ့ဒီမှာကျမ်းစာထဲမှာဗာပြောလဲဆိုတော့ဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး9ဒါဓမ္မရာဇဝင်ပထမဆောင်အခန်းကြီး9ဒုတိယဆောင်အခန်းကြီး9အပိုင်းငယ်9ကနေ10မှာနော်ဆိုတော့အဲ့ဒီမှာသူ့ရဲ့အကြောင်းအရာလေးကိုဖော်ပြထားတယ်အခန်းကြီး9အပိုင်းငယ်9ကနေ10မှာတင်ဤအဘယောနသန်အတွက်ငါသည်တင်၌ဆက်ဆက်ယေရှုပြုမိတင်ဖို့ရှောလူပိုင်သမျှသောမြေကိုငါပြန်ပေးမိတင်သည်နေ့တိုင်းအစဉ်ငါစပွဲ၌စားရမည်ဟုဆိုသောမေဖိဘောရှက်ကကျွန်တော်ကဲ့သို့ဖြစ်ရသောခွေးသေးကောင်ကိုကိုတော်ကြည့်ရှုရမည်အကြောင်းကိုတော်ကျွန်သည်အဘယ်သို့သောသူဖြစ်ပါသနည်းဟုဥချ၍ပြန်လျှောက်၏ဆိုဒါဝိဒ်ရဲ့လူတွေကမေဖိဘောရှက်ကိုလာခေါ်တဲ့အခါမှာသူ့ကိုပြောတယ်နော်ဒါဝိဒ်ကသူ့ကိုပြောတယ်သူ့ကိုလာပြီးတော့နော်မင်းရဲ့အဖိုးပိုင်တဲ့နော်ဥစ္စာပစ္စည်းတွေနော်တနည်းအားဖြင့်မင်းရဲ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကမင်းကိုပေးမယ်ငါနဲ့အတူနေ့တိုင်းငါနဲ့အတူငါရဲ့စပွဲမှာရှင်ဘရင်စပွဲမှာအတူတူစားတော့မယ်ဆိုမေဖိဘောရှက်သူအရင်အော်တယ်သူကိုယ်သူလည်းခုနကသူ့ရဲ့အဖေလည်းမရှိတော့အဖိုးလည်းမရှိဆွေမျိုးသားချင်းမရှိသူ့ရဲ့ခန္ဓာကိုယ်ကလည်းတနည်းအားဖြင့်ဒုက္ခိတနော်သုံးစားလို့မရတဲ့ဒါကြောင့်သူ့ကိုယ်သူတိမ်ငယ်ပြီးတော့ရွာလေးတရွာမှာဇက်မြုပ်နေတဲ့အချိန်မှာရှင်ဘရင်ကသူ့ကိုလာပြီးတော့နော်အဲ့လောက်ထိပိုင်ဆိုင်မှုတွေပေးမယ်ရှင်ဘရင်နဲ့အတူစပွဲမှာစားရမယ်အခွင့်ရှင်ဘရင်နဲ့အတူနေရတဲ့အခွင့်ဒီလောက်ကြီးမားတဲ့အခွင့်ရေးကျွန်တော်ခွေးသေးကောင်ကဲ့သို့ဖြစ်တဲ့ကျွန်တော်ကိုဘာလို့အဲ့လောက်ထိချီးမြှောက်ရတာလဲဒီနေ့မေဖိဘောရှက်ကိုရှင်ဘရင်ကချီးမြှောက်ခဲ့ပါတယ်မေဖိဘောရှက်ကိုဂယုနာတော်အပြင်ကယ်မခဲ့တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီနေ့ကျွန်တော်တို့ရဲ့တတ်ဆွမ်းတဲ့အရာဒီနေ့ကျွန်တော်တို့ရဲ့ဖြစ်ချင်းဒီနေ့ကျွန်တော်တို့ရဲ့လုံနိုင်ခြင်းတွေဘာမှမပါသခင်ကဒီနေ့ကျွန်တော်တို့ကိုချစ်လွန်းလို့ဒီနေ့ကားတိုင်းမှာဒီနေ့ကျွန်တော်တို့ရဲ့အပြစ်တရားအတွက်အသေးခံဖို့ရန်အတွက်ကြွလာခဲ့ဒီနေ့ကျွန်တော်တို့ရဲ့နော်မစုံလင်တဲ့ຢာနေဒီနေ့ကျွန်တော်တို့ရဲ့အပြစ်တွေနော်တကယ်ပဲဖခင်ရဲ့ရှိမှယူရင်းနေတဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဘဝဖခင်ရဲ့နော်ဒီနေ့ကျွန်တော်တို့ကိုကယ်တင်တဲ့ဖခင်ရဲ့ကယ်တင်ခြင်းနဲ့ဒီနေ့ကျွန်တော်တို့ပြန်ကြည့်မထိုက်တန်ပါခုနကမေဖိဘောရှက်ပြောသလိုဒီနေ့ကျွန်တော်ဟာခွေးသေးကောင်ကဲ့သို့ကျွန်တော်မှာဘာမှလည်းခွေးသေးကောင်ခွေးသေးနေတဲ့ခွေးနော်ဘာမှတန်ဖိုးမရှိတဲ့အဲ့ဒီတော့ကျွန်တော်ကိုဘာကြောင့်ချီးမြှောက်ရတာလဲဒီနေ့ကျွန်တော်တို့ကိုဖခင်အယံချစ်တယ်ဖခင်သခင်ဒီနေ့ကျွန်တော်တို့ကိုအယံချစ်တယ်ဒီနေ့ကျွန်တော်တို့ကိုအပြစ်ငရဲတဲ့ကအပြစ်ဒါဒီနေ့မကောင်းမှုတွေထက်ကနေရွေးနှုံးပြီးတော့ဒီနေ့ကျွန်တော်တို့ကိုချီးမြှောက်ခဲ့တာဖြစ်တယ်ဖခင်ရဲ့ချီးမြှောက်ခြင်းဖခင်ရဲ့ဂရုဏာဖခင်ရဲ့ကျေးဇူးတော်ကိုခံစားရတော်သူတွေဖြစ်တယ်ဆိုတာကိုဒီကနေ့ကျွန်တော်တို့ပြန်ပြီးတော့အောက်မေ့ဖို့ဖြစ်ပါတယ်ဒီနေ့ဒါကိုပြန်ပြီးတော့ဒီနေ့ကျွန်တော်တို့စဉ်းစားဆင်ခြင်ရင်းနဲ့ဒီနေ့ကျွန်တော်တို့အသက်တာထဲမှာဖခင်ရဲ့ဂရုဏာတော်နဲ့ထိုက်တန်တဲ့အသက်ရှင်ခြင်းကိုရှင်သန်ဖို့ဖြစ်ဖခင်ရဲ့ဂရုဏာတော်နဲ့ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဒီအရာကိုဒီနေ့ကျွန်တော်တို့ခံစားတတ်ဖို့ဖြစ်တယ်ဆိုတာကိုဒီနေ့မေဖိဘောရှက်ရဲ့အသက်တာထဲမှာတွေ့ရပါတယ်နောက်ဒုတိယချက်ကဘာတွေ့ရလဲဆိုတော့မေဖိဘောရှက်အမှန်တကယ်လူချင်းတောင်းတသောအရာကဘာလဲဆိုတာဒီနေ့ကျွန်တော်ပြန်ကြည့်ရအောင်ဆိုတော့ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေဒီနေ့ကျွန်တော်တို့ခရိယန်ယုံကြည်သူတွေရဲ့အသက်တာထဲမှာဒီနေ့ကျွန်တော်တို့အမှန်တကယ်လူချင်းတောင်းတသောအရာကဘာလဲကျွန်တော်တို့မိကုန်းတစ်ခုဖြစ်ဆိုတော့မေဖိဘောရှက်ကနန်းတော်တဲကိုရောက်လာပြီးတော့ရှင်ဘုရင်နဲ့အတူနေ့တိုင်းအတူစားတောက်ရတဲ့အခွင့်ကိုရတယ်သူအဖိုးတော့သူအဖေပိုင်ဆိုင်တဲ့တော့ဒီဥစ္စာပစ္စည်းတွေကိုလည်းသူပိုင်ဆိုင်ခွင့်ရဆိုတော့ဒါပေမဲ့နန်းတော်ထဲမှာတရက်တော့ရှင်ဘုရင်ဒါဝိဒ်ရဲ့သားတော်အဘရှလုံကနော်တနည်းအားဖြင့်ထီနန်လူနော်ထီနန်လူတဲ့ဒီနေ့ဒါဝိဒ်ရဲ့နော်ပုံကံမှုအဘရှလုံရဲ့ပုံကံမှုကြောင့်ဒါဝိဒ်ကနန်းတော်ကနေဆင်းပြီးတော့ရှောင်သွားရတဲ့အချိန်ရောက်လာခဲ့ဆိုတော့ဒါဝိဒ်ကသူ့ရဲ့သားအဘရှလုံကသူ့ကိုပုံကံတဲ့အတွက်နော်တနည်းအားဖြင့်နော်အသက်အန္တရာယ်တွေရှုပ်ထွေးမှုတွေရှိတဲ့အတွက်သူ့ရဲ့အဖေဒါဝိဒ်ကနန်းတော်ကနေခဏရှောင်သွားရထွက်သွားရတဲ့အ
အကြောင်းလေးကိုအဲ့ဒီမှာတွေ့ရပါတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး16နော်အပိုက်ငယ်1ကနေ4မှာနော်ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဓမ္မရာဆိုရင်ဒုတိယဆောင်ခန်းကြီး16နော်အပိုက်ငယ်1မှာနော်အဲ့ဒီမှာဗာပြောလဲဆိုတော့ဒါဝိဒ်သည်တောင်ထိပ်ကိုအနှဲငယ်လွန်သွားသောအခါမေဖိဘောရှက်၏ကျွန်းဇိဘသည်ကုန်းနီးတင်သောမြင်းနှစ်စီးနှင့်တကွမုံလုံး200စပြည့်သည်6အပြုတ်100တင်မောတဖန်သည်ပြင်အပြား100စပြည့်ရဘူးတစ်လုံးကိုမြီးပေါ်မှာတင်ဆောင်လေခီးဦးကျူပြုတ်အပ်ငါလာ၏ဆိုတော့ဒါဝိဒ်ကနန်းတော်ကနေသူထွက်သွားပြီဆိုတော့ထွက်သွားတဲ့အခါမှာနောက်ကနေခုနကနော်မေဖိဘောရှက်ရဲ့ကျွန်းနော်ဇိဘကဒါဝိဒ်ရဲ့နောက်ကိုမြင်းနဲ့စီးနဲ့လိုက်သွားတယ်ဥစ္စာပစ္စည်းတွေရိတ်ခါတွေတင်းပြီးတော့နော်လိုက်သွားတယ်ဆိုတော့အဲ့ဒီမှာသူကပေးတယ်နော်ရှင်ဘင်ကလည်းအဘယ်သို့ပြုတ်ချင်းကဤဥစ္စာကိုဆောင်ခဲ့တနည်းဟုဇိဘကိုမေးလင်ဇိဘကမြည်တို့သည်နန်းတော်သားများစီးဖို့မုံနှင့်တစ်တီးတို့သည်လူလီများစားဖို့စပြည့်ရည်သည်လည်းတော၌မောသောသူများတောက်ဖို့ဖြစ်ပါသည်ဟုလျှောက်၏ဒါကရှင်ဘီရင်နဲ့ရှင်ဘီရင်လူတွေစားဖို့တောက်ဖို့လိုအပ်တဲ့ຢာတွေနော်မြင်းကစီးဖို့နော်စသဖြင့်ဒါဝိဒ်ကိုလျှောက်တယ်ဆိုဇိဘကိုဟိုကဒါဝိဒ်ကမေးတယ်ဒါဝိဒ်ကဇိဘကိုမေးတယ်ဇိဘနော်မေဖိဘောရှက်ကိုနော်မင်းရဲ့တခင်မေဖိဘောရှက်ဘာမှလဲလို့မေးတယ်ဆိုအဲ့ဒီခါမှာနော်မေဖိဘောရှက်တနည်းအားဖြင့်ဇိဘကလိန်ညာပြီးတော့ကောက်ကျစ်ပြီးတော့သူပြောလိုက်နော်ဆိုတော့အဲ့မှာသူဘာပြောလဲဆိုတော့နော်ယနေ့မှာဣသရေလအမျိုးသည်ငါအဘဤနိုင်ငံကိုငါအားပြန်ပေးလိမ့်မည်ဟုဆိုကြောင်းကိုရှောက်လေတော့ရှင်ဘုရင်ကမေဖိဘောရှက်နှင့်ဆိုင်သမျှသောဥစ္စာသည်သင်ဥစ္စာဖြစ်စေဟုဇိဘအားမိန့်တော်မူ၏ဆိုတော့တနည်းအားဖြင့်မေဖိဘောရှက်ကနန်းတော်မှာကြံပြီးတော့တနည်းအားဖြင့်ထီးနန်းကိုသူယူတော့မယ်နော်သူ့ရဲ့နိုင်ငံဒီနိုင်ငံကြီးကိုသူရလိမ့်မယ်ဆိုပြီးတော့သူနော်တနည်းအားဖြင့်ခုနကဇိဘကနော်ဒါဝိဒ်ကိုနော်ဂုံးတိုက်ဆိုအဲ့ဒီကမှဒါဝိဒ်သူခံစားရတယ်ပေါ့နော်ငါပြုစုထားတဲ့ငါကြွေးမွေးထားတဲ့ငါပေးကမ်းထားတဲ့သူကနော်အဲ့ဒီလိုမျိုးလုပ်သလားဒါဆိုရင်တဲ့နော်ဇိဘကိုပြောတယ်ဇိဘနော်ခုနကမေဖိဘောရှက်နဲ့ဆိုင်တဲ့ဥစ္စာမှန်သမျှမင်းပဲယူလိုက်တော့မင်းဟာဖြစ်သွားပြီနော်မင်းဟာဖြစ်သွားပြီလို့ပြောတယ်ဆိုတော့ပြောမယ်ဆိုရင်နော်ဒီနေ့အဖြစ်ဇိဘကဂျားထဲမှာသူလှုပ်သွားတာနော်ခုနကမေဖိဘောရှက်ကလည်းဘာမှမပြောဘူးနော်ဒါသူကဂျားထဲကနေဂုံတိုင်းပြီးတော့ပြောလိုက်တဲ့အခါမှာဒါဝိဒ်ကစိတ်နည်းနည်းတူသွားပြီးတော့နော်ဇိဘကိုခုနကမေဖိဘောရှက်ပိုင်တဲ့အရာအားလုံးကိုဇိဘမင်းယူလိုက်တော့နော်ပြောလိုက်တယ်ဆိုတော့နောက်ပိုင်းကျွန်တော်ပြန်ကြည့်တဲ့အခါမှာတိုင်းပြည်ကတပြေးပြေးနဲ့နည်းနည်းငြိမ်သက်လာတဲ့အခါမှာဒါဝိဒ်ကနန်းတော်ကိုပြန်ရောက်လာနော်ဆိုတော့အဲ့ဒီမှာဓမ္မရာဇဝင်ဒုတိယဆောင်အခန်းကြီး19မှာကြည့်လိုက်တဲ့အခါမှာနော်နန်းတော်ကိုပြန်ရောက်လာတဲ့အကြောင်း19အပိုက်ငယ်24နော်24မှာကြည့်လိုက်တဲ့အခါမှာရှောလုဤတာမေဖိဘောရှက်သည်လည်းရှင်ဘုရင်ကိုခီးဥကြိုပြုတ်ခြင်းကလာ၏ရှင်ဘုရင်ထွက်သောနေ့မှစ၍ငြိမ်ဝတ်စွာပြန်လာတော်မမူမီတိုင်အောင်သူသည်ခြေတို့ကိုမပြုစုမုံစိတ်ကိုမပြင်းစင်အဝတ်ကိုမလျှော်ဘဲနေပြီဆိုတော့ဒါဝိဒ်နန်းတော်ကိုပြန်လာတဲ့ခါမှာမေဖိဘောရှက်ကသွားပြီးတော့ကြိုးဆိုတယ်ဆိုတော့ကြိုးဆိုတဲ့ခါမှာသူကနော်သူ့ရဲ့ခြေတော့အနာတွေလဲနော်ခြေတော့ရဲ့ခုနကပြုတ်ကျထားတဲ့အနာတွေကိုလည်းသူမပြုစုဘူးတော့မုတ်စိတ်တွေလည်းမရိပ်ဘူးအဝတ်တွေလည်းမလျှော်ဒီတိုင်းမဲ့တနည်းအားဖြင့်သူမှိုင်တွေ့ပြီးတော့နေနေတဲ့အကြောင်းတွေ့ရဆိုတော့ဒီကမှာနော်ရှင်ဘုရင်ကမေးတယ်မင်းဘာဖြစ်လို့ငါနောက်ကိုမလိုက်ခဲ့တာလဲငါနဲ့အတူဘာကြောင့်မလိုက်ခဲ့တာလဲဆိုတော့အဲ့ဒီကမှာမေဖိဘောရှက်ကပြောတယ်ကျွန်တော်လိုက်မလို့လှုပ်တယ်နော်ကျွန်တော်လိုက်မလို့ပြင်ဆင်တယ်နော်ဆိုအဲ့ဒီမှာအရှင်မင်းကြီးကိုတော်ကျွန်းသည်ခြေစွန့်သောကြောင့်မြင်းစည်း၍ကိုတော်ထံသို့သွားခြင်းကမြည်ကိုကုန်းနှီးတင်မိဟုကြံစင်အခါကျွန်တော်ကျွန်းသည်ကျွန်တော်ကိုလဲ့စားပါ၏အရှင်မင်းကြီးထံတော်၌ကိုတော်ကျွန်းကိုဂုံးတိုက်ပါပြီဆိုတော့ဂျားထဲမှာခုနကဇိဘကလှုပ်သွားတယ်ဆိုတာကိုသူပြောပြကျွန်တော်လိုက်မလို့ရှင်ဘုရင်တော့ရှင်ဘုရင်ကိုကျွန်တော်အရန်ချစ်တာရှင်ဘုရင်ကကျွန်တော်ကိုအများကြီးချီးမြှောက်ထားတယ်ကျွန်တော်အရန်ချစ်တဲ့ရှင်ဘုရင်နဲ့အတူကျွန်တော်လိုက်မလို့
ပြင်ဆင်ပါတယ်ဒါပေမဲ့ဇိဘကကြားတဲ့နေဂုံးတိုက်သွားတာဆိုတော့ကျွန်တော်ကကျွန်တယောက်ဖြစ်တယ်ကျွန်တော်ကကိုတော်ရဲ့မြစ်တာနဲ့ကိုတော်ရဲ့ဂျေဇုနဲ့မထိုက်တန်တဲ့သူတယောက်ဖြစ်တယ်ကျွန်တော်ကိုကိုတော်ကြိုက်တယ်လို့စီရင်ပါမေဖိဘောရှက်ကပြောလိုက်ပါဆိုတော့အဲ့ဒီခါမှာနော်သခင်ကတိသွားပြီဒါဝိဒ်ကတိဟာနော်အဲ့လိုလားနော်ငါတော့မင်းရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုဇိဘကိုငါပေးလိုက်ပြီနော်ဇိဘကိုပေးလိုက်ပြီဆိုအဲ့ဒီခါမှာမေဖိဘောရှက်ပြောတဲ့စကားလေးဟာဒီနေ့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ရဲ့အသက်တာမှာဆင်ခြင်စရာဖြစ်ပါလေမေဖိဘောရှက်ဘာပြောလဲဆိုတော့အခန်းငယ်30မှာမေဖိဘောရှက်ကလည်းအရှင်မင်းကြီးသည်နန်းတော်တို့တဖန်ငြိမ်ဝတ်စွာရောက်တော်မူသောကြောင့်သူသည်အလုံးစုံတို့ကိုပင်ယူပါစေဟုလျှောက်လေ၏သူယူချင်တာယူသွားပါစေကျွန်တော်ကသခင်နဲ့အတူရှိနေရရင်ကျွန်တော်အတွက်ပြည့်စုံပြီဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့အသက်တာကဒါပဲဒီနေ့ကျွန်တော်တို့လူချင်းတောင်းတတဲ့အရာကဘာလဲခုနကသခင်ကဒီနေ့ကျွန်တော်တို့ကိုမထိုက်မတန်ပဲနဲ့ဒီနေ့ကျွန်တော်တို့ကိုကျေးဇူးပြုတယ်ကယ်တင်ခြင်းပေးတယ်ဒီနေ့ကျွန်တော်တို့ကိုအပြစ်တရားကနေလွတ်စေခဲ့သူပိုင်ဆိုင်မှုတွေလည်းမေဖိဘောရှက်ပိုင်ဆိုင်မှုတွေအများကြီးလည်းရခဲ့ပါဒါပေမဲ့နော်မေဖိဘောရှက်ခုနကသူ့ရဲ့ဥစ္စာပစ္စည်းတွေအားလုံးဇိဘယူခြင်းယူသွားပါစေပိုင်ဆိုင်ခြင်းပိုင်ဆိုင်သွားပါစေကျွန်တော်ဒီသခင်နဲ့အတူရှိနေဟာကျွန်တော်တို့အပြည့်စုံဆုံးပဲမေဖိဘောရှက်အလိုချင်ဆုံးသောအရာဒီသူ့ရဲ့သခင်နဲ့အတူရှိနေခြင်းပဲဖြစ်တယ်ဒီကနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာနော်ဒီနေ့ကျွန်တော်တို့အမှန်တကယ်လိုချင်ဆုံးသောအရာဒီနေ့ကျွန်တော်တို့ရဲ့စာငတ်တောင်းတသောအရာကထိုသခင်ရဲ့ဒီနေ့ကျွန်တော်တို့ဝိညာဉ်နဲ့ဆိုင်တဲ့ကောင်းကြီးဝိညာဉ်နဲ့ဆိုင်တဲ့အရာတွေကိုဒီနေ့ကျွန်တော်တို့ကလိုချင်တောင်းတဖို့ဖြစ်ဆိုတော့ဒီနေ့လောကကမ္ဘာကြီးကိုလည်းပြန်ကြည့်တဲ့အခါမှာနော်ဒီနေ့နော်စစ်မဲ့ပေးတာနေဖြစ်လာတယ်စစ်မဲ့ပေးတာကနေကျွန်တော်တို့ဗမော်မြို့ကဆစ်ဆောင်တဲ့လူတွေမန္တလေးမှာအများကြီးရှိတယ်ဆိုတော့မန္တလေးမှာရောက်တော့အခုငလင်လောက်တော့ငလင်ထဲမှာတည်သွားကြတယ်အများကြီးဆိုတော့သူတို့ကစစ်ဘီကြောက်လို့ရှောင်လာပါတယ်ဆိုမှငလင်ကြားထဲမှာတည်သွားကြနော်ဗမော်ကလူတွေဆိုတော့ဒီနေ့တိုင်းပြည်ကြီးကဘာတွေဖြစ်လာမလဲတနည်းအားဖြင့်ဒီနေ့လူတွေကအများကြီးစိတ်ပြက်နေကြပြီလောကကြီးကိုစိတ်ပြက်သွားလောကကြီးမှာအသက်ရှင်ဖို့ရန်အတွက်ကြောက်နေကြတယ်အမျိုးမျိုးသောနေ့ရက်ကာလတွေရဲ့ဖြစ်ပေါ်လာတဲ့အမှုရာဆိုတော့ဒီနေ့ကျွန်တော်တို့အတွက်အတည်မြဲဆုံးသောအရာကထိုသခင်ပဲဖြစ်တယ်ဒီနေ့ကျွန်တော်တို့အတွက်ဒီနေ့ထောင်ရတည်တဲ့ဒီနေ့ကျွန်တော်အဆုံးထိတိုင်အောင်ဒီနေ့ကျွန်တော်တို့ကိုဆွဲခေါ်တဲ့သခင်ဟာထိုသခင်ဖြစ်တယ်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်သူအယောက်စီတိုင်းရဲ့အသက်အမှန်တကယ်လူချင်းတောင်းတသောအရာသည်ထိုသခင်နဲ့ဆိုင်သောဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာနဲ့ဆိုင်သောအရာကိုလူချင်းတောင်းတဆုံးသောအရာဖြစ်ရမယ်လူချင်းရမယ်ဒါဒုတိယအချက်မေဖိဘောရှက်ကနေကျွန်တော်တို့အတူတကွခွန်အားယူရတဲ့အကြောင်းအရာလေးဖြစ်တယ်နောက်ဆုံးတတိယအချက်ကတော့မေဖိဘောရှက်ကအသက်ဘေးကနေလွတ်မြောက်တဲ့အကြောင်းလေးကိုတွေ့ရတယ်ဆိုတော့ဒါဝိဒ်ရှင်ဘုရင်အုပ်စိုးရှင်ဘုရင်အဖြစ်တိုင်းပြည်ကိုအုပ်စိုးတဲ့အချိန်ကာလတော့3နှစ်အစာခေါင်းပါတဲ့အကြောင်းကိုနော်ဓမ္မရာဇဝင်ဒုတိယဆောင်ခန်းကြီး21နော်21မှာတွေ့ရထို့နောက်ဒါဝိဒ်လက်ထက်၌3နှစ်ပတ်လုံးအစာအာဟာရခေါင်းပါခြင်းဖြစ်၍ဒါဝိဒ်သည်ထာဝရဘုရားကိုမေးလျှောက်လျင်ထာဝရဘုရားကဂိဗောင်လူတို့ကိုတတ်တော်ရှောလုနှင့်သူ၏အသက်ကိုတတ်တတ်သောရှောလုအမျိုးကြောင့်ဤအမှုရောက်လေပြီဟုမိန့်တော်မူ၏ဆိုဒါဝိဒ်တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့အချိန်မှာတိုင်းပြည်မှာ3နှစ်အစာခေါင်းပါတဲ့ဘေးကြာရောက်ခဲ့ပါလေဆိုဒါဝိဒ်ကမင်းတယ်ဘာကြောင့်မလို့ဒီအစာခေါင်းပါခြင်းဘေး3နှစ်ဆိုတဲ့အစာခေါင်းပါခြင်းဘေးဘာကြောင့်ကြာရောက်တယ်လေဆိုတော့အဲ့ဒီမှာထာဝရဘုရားသခင်ကပြောတယ်ဂိဗောင်လူတို့ကိုတတ်တော်ကြောင့်ဂိဗောင်လူတွေကိုတတ်တာကရှောလုအချိန်ကာလတုန်းကတတ်ခဲ့တာဖြစ်တယ်ဆိုတော့ဂိဗောင်ကိုဘာကြောင့်တတ်လို့ဘာကြောင့်အပြစ်ရှိသွားတာလဲဆိုတဲ့မိကုန်းကိုကျွန်တော်ကြည့်တဲ့အခါမှာယောရှုခန်းကြီး9ယောရှု9:19နော်အဲ့ဒီနောက်ပိုင်းမှာကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီယောရှုကာလတုန်းကဂိဗောင်နော်အဲ့ဒီလူတွေနော်ဆိုတော့အဲ့ဒီလူတွေကသူတို့ကတနည်းအားဖြင့်နော်သူတို့နဲ့လာပြီးမိတ္တာရဖွဲ့ရင်းနဲ့နော်သူတို့နဲ့အတူတနည်းအားဖြင့်မိတ္တာရဖွဲ့အတူတူနေရင်းနဲ့ဂိဗောင်တွေကတော့သူတို့ကိုတနည်းအားဖြင့်လိန်ညာပြီးပြောခဲ့တော်ညာလေဒါပေမဲ့အဲ့ဒီမှာသူတို့သစ္စာဂတိပြုခဲ့တဲ့အတွက်
နော်ဣဒရေလလူတွေအတွက်အထောက်အမဖြစ်စေဖို့အကြောင်းစသဖြင့်သစ္စာဂတိပြုခဲ့တယ်သူတို့ကိုမတတ်ဘူးဆိုတဲ့အကြောင်းသစ္စာဂတိပြုခဲ့တဲ့အကြောင်းနော်အဲ့ဒီယောရှုခန်းကြီး9ထဲမှာတွေ့ခဲ့ရဒါပေမဲ့ရှောလူလက်ထက်ချိန်ကာလရောက်တဲ့ခါမှာဒီဂိဗောင်လူတွေကိုရှောလူနဲ့သူ့ရဲ့လူတွေကတတ်ခဲ့တဲ့အတွေ့အဲ့ဒီရဲ့အပြစ်အခုဒါဝိဒ်လက်ထက်မှာနော်ဒါဝိဒ်ကြုံရတယ်ဒါဆိုရင်တဲ့ဒါဝိဒ်ကဂိဗောင်လူတွေကိုမေးတယ်ဂိဗောင်လူအကြီးတွေကိုမေးတယ်ပေါ့နော်ဆိုတော့ဂိဗောင်မင်းတို့ဒီလိုမျိုးမကျေနပ်ဘူးဆိုရင်မင်းတို့ကိုဘာလုပ်ပေးရမလဲနော်မင်းတို့ကျေနပ်အောင်ဘာလုပ်ပေးရမလဲလို့ဒါဝိဒ်ကမေးတဲ့အခါမှာဂိဗောင်လူမျိုးတွေကဘာတောင်းဆိုလဲဆိုတော့ရှောလူရဲ့သား9ယောက်နော်သူတို့ကိုပေးပါတဲ့နော်သူတို့ကနေသူတို့နော်တတ်မယ်ပေါ့နော်ရှောလူရဲ့သား9ယောက်ကိုပေးရင်သူတို့ကျေနပ်ပြီနော်သူတို့အတွက်တနည်းအားဖြင့်ဣသရေလလူမျိုးတွေအတွက်အပြစ်လွတ်ပြီအဲ့ဒီသား9ယောက်ကိုပေးပါဆိုအဲ့ဒီခါမှာနော်ဒါဝိဒ်ကသူကြည့်တယ်နော်ကြည့်တဲ့အခါအခန်းငယ်9မှာကြည့်တယ်သို့တော်လည်းဒါဝိဒ်နဲ့ရှောလူသားယောနသန်တို့သည်ထာဝရဖြစ်ရှေ့တော်၌တယောက်နဲ့တယောက်သစ္စာဂတိထားသောကြောင့်ရှင်ဘုရင်သည်ရှောလူ၏သားယောနသန်မြင်သောမေဖိဘောရှက်ကိုနှမျောတော်မူ၏ဒါဝိဒ်မေဖိဘောရှက်ရဲ့နှလုံးသားကိုသူသိပြီးတဲ့အခါတကယ်တမ်းခုနကဂိဗောင်လူမျိုးတွေတောင်းဆိုတဲ့ရှောလူရဲ့အမျိုးရှောလူရဲ့သားထဲမှာဂိဗောင်ကိုထည့်လိုက်ရနော်ဒီလူကခြေတော့လည်းမတန်ဘာမှလည်းသုံးစားလို့မရတတ်ချင်တတ်လိုက်ဆိုပြီးလိုက်လို့ရတယ်ဘာမှလည်းသုံးစားလို့မရဘူးခြေတော့လည်းလမ်းလည်းမလျှောက်နိုင်ဘူးနော်ဘာမှလည်းမသွားနိုင်ဘူးအတုံးမကျတဲ့လူနော်တေးချင်တေးသွားပြီးလိုက်လို့ရပါတယ်ဒါပေမဲ့ဒါဝိဒ်ဒီမေဖိဘောရှက်ကိုနှမျောတဲ့စိတ်ရှိတယ်နော်နှမျောတော်မူတယ်မေဖိဘောရှက်ကိုသူ့ရဲ့နှလုံးသားထဲကနေနှမျောတယ်တနည်းအားဖြင့်မေဖိဘောရှက်ဒီအသက်ဘေးကလွတ်မြောက်သွားတယ်။အော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့ဆင်ခြင်ရတဲ့အရာကဒီအချက်၃ချက်လုံးကဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာပြန်ပြီးတော့ဒီနေ့ကျွန်တော်တို့အသက်တာကိုတည်ဆောက်ရတဲ့အကြောင်းဖြစ်တယ်။နံပါတ်1ချက်ကဘာပြောလဲဆိုတော့ဒီနေ့ကျွန်တော်တို့ရဲ့အစွမ်းအစတွေဘာမှမပါဘဲနဲ့ဒီနေ့ကျွန်တော်တို့ရဲ့တော်ချင်းတတ်ချင်းရှိချင်းမရှိချင်းနဲ့ဘာမှမဆိုင်ဘဲနဲ့ဖခင်ရဲ့ကျေးဇူးတော်ကြောင့်ဖခင်ရဲ့တနာခြင်းဂရုဏာတော်ကြောင့်ဒီနေ့ကျွန်တော်တို့ဒီဖခင်ရဲ့ကယ်မခြင်းဖခင်ရဲ့ရွေးနှုတ်ခြင်းဖခင်ရဲ့သားဖြစ်ရသောအခွင့်ဖခင်သခင်ရဲ့ချီးမြှောက်ခံရသောသူဖခင်ရဲ့ဂရုဏာတော်ကိုခံစားရသောသူတွေဖြစ်တယ်။ထို့ကြောင့်နံပါတ်1တစ်ချက်ဒီနေ့ကျွန်တော်တို့ရဲ့အသက်ရှင်ခြင်းဒီဖခင်ရဲ့ဂရုဏာတော်ဖခင်ရဲ့ကျေးဇူးတော်နဲ့ထိုက်တန်တဲ့အသက်ရှင်ခြင်းဖြစ်ပြီးတော့ထိုသခင်နဲ့မွေ့လျော်တဲ့အသက်တာဖြစ်စေဖို့ထိုသခင်ရှိရင်ဒီနေ့ကျွန်တော်တို့အတွက်တခြားဘာမှမလိုတော့ဘူး။ထိုသခင်ဒီနေ့ကျွန်တော်တို့နဲ့အတူရှိခြင်းထိုသခင်နဲ့အတူနေရခြင်းဟာဒီနေ့ကျွန်တော်တို့အတွက်ပြည့်စုံခြင်းလို့ဒီနေ့ကျွန်တော်တို့ခံယူဖို့အကြောင်းဖြစ်တယ်လို့ထိုသခင်အားဖြင့်ဒီနေ့ကျွန်တော်တို့ဒီအသက်အန္တရာယ်အသက်ဘေးကနေလွတ်မြောက်ရတဲ့အခွင့်ကိုဒီနေ့ကျွန်တော်တို့ရပါလိမ့်ဒီနေ့ကျွန်တော်တို့ဟာမပြည့်စုံမကောင်းတော်ညာလည်းပဲခုနကမေဖိဘောရှက်ဘာမှအတုံးမရတော်ညာလည်းပဲသူ့သခင်ရဲ့တနာခြင်းကြောင့်နှမျောတော်မူခြင်းကြောင့်အသက်ဘေးကနေလွတ်မြောက်ရတဲ့အခွင့်ကိုပေးတယ်ဒီနေ့ကျွန်တော်တို့အယောင်စီတိုင်းရဲ့အသက်တာဒီနေ့သခင်ယေရှုခရစ်တော်ဘုရားဒီနေ့လောကကိုကြွားပြီးတော့ဒီနေ့လောကီလူသားတွေအားလုံးရဲ့အပြစ်တရားအတွက်ဒီနေ့ကားတိုင်းကိုထမ်းပြီးတော့ဒီနေ့ကျွန်တော်တို့အတွက်အသေးခံဖို့ဒီနေ့ကျွန်တော်တို့ဒီအချိန်မှာရက်မြတ်40တနည်းအားဖြင့်ဒီနေ့ကျွန်တော်တို့ဗမာလိုဆိုရင်ဥပုပ်ကာလဆိုတော့ဥပုပ်ကာလဒီနေ့အားဖြင့်ဒီနေ့ကျွန်တော်တို့ရဲ့ဝိညာဉ်အသက်တာကိုပြင်ဆင်နေထိုသခင်ရဲ့ဖြစ်ခြင်းကိုဒီနေ့ကျွန်တော်တို့စဉ်းစားပြီးတော့ဒီနေ့ကျွန်တော်တို့နေနေတဲ့အချိန်မှာကျွန်တော်တို့ရဲ့ဖခင်ရဲ့ဖြစ်ခြင်းကိုဒီနားလည်ပြီးတော့အထူးသဖြင့်ဒီကနေ့မေဖိဘောရှက်ရဲ့အသက်တာကဒီနေ့ကျွန်တော်တို့ယုံကြည်သူတယောက်ရဲ့အသက်တာထဲမှာနော်ရှိရမယ်ဖြစ်ရမယ်နော်အရာဖြစ်တယ်နော်မေဖိဘောရှက်ရဲ့အသက်တာဒီအချက်၃ချက်အားဖြင့်ဒီနေ့ကျွန်တော်တို့အတွက်ပြည့်စုံခြင်းဒီနေ့ဖခင်ရဲ့ကောင်းချီးမင်္ဂလာနဲ့ဒီနေ့ကျွန်တော်တို့ကြွယ်ဝပြည့်စုံခြင်းဆိုတဲ့အသက်တာကိုဒီနေ့ကျွန်တော်အယောင်စီတိုင်းအတူတူကခံစားရရှိကြပါစေလို့အယောင်စီတိုင်းတို့ကိုဘုရားသခင်သာ၍ကောင်းချီးပေးပါစေ